မင်္ဂလာပါကျွန်တော်ဒေါက်တာဆိုင်းပါဒီနေ့ Max Scholarship ကိုရှောက်ထားလို့သူတွေအတွက် Basics ကနေစတင်ပေးမဲ့ Systematic Strategy Series ကိုစတင်ပြီးတော့လမ်းညွှန်ပေးမှာဖြစ်ပါတယ်။ကျောင်းသားအများစုက Max လို့ပြောလိုက်တာနဲ့ငါစာတော်မှရမယ် GPA ကောင်းမှရမယ်လို့ထင်တတ်ကြပါတယ်။ဒါပေမဲ့တကယ်တမ်း researcher တယောက်ရဲ့အမြင်နဲ့ပြောရမယ်ဆိုလို့ရှိရင် Max ဆိုတာ matching game တစ်ခုလိုပါပဲ။ကိုယ့်ရဲ့အရေးအချင်းအသက်အရွယ်နဲ့ကိုက်ညီမဲ့ category နဲ့ track ကိုမမှန်ကန်ကန်ရွေးချယ်တတ်ဖို့တော့အဓိကလိုအပ်ပါတယ်။လမ်းကြောင်းရွေးမှနေရင်ဘလောက်တော့အလဟတဖြစ်သွားနိုင်ပါတယ်ဒီနေ့ဘာမှမသိတဲ့တုံညာအဆင့်ကနေဘာတွေဆက်လုပ်ရမလဲဆိုတဲ့ road map တစ်ခုကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးသိထားမှာဂျပန်ကိုတွားဖို့တကားပေါက်2ခုရှိပါတယ်နံပါတ်1က embassy recommendation ဒါကတန်ယုံမှာစာမေးပွဲဖြေရတဲ့လမ်းကြောင်းတစ်ခုဖြစ်ပါတယ် written exam ရေးဖြေစာမေးပွဲအမှတ်ကောင်းဖို့လိုပါတယ်တကယ်လို့ကိုကစာမေးပွဲဖြေရတာအားတန်တယ် English Maths အခြေခံပိုင်းနဲ့ဆိုလို့ရှိရင်တော့ဒီလမ်းကြောင်းကိုရွေးပါလူခေါ်တဲ့အရေးအတွက်ပုံများပါတယ်ဒါပေမဲ့ high competition high reward ဖြစ်ပါတယ်နောက်နံပါတ်2ကတော့ University Recommendation လို့ခေါ်ပါတယ်ဒါတော့စာမွေးတဲ့ဘာမောက်ခ Professor တွေနဲ့ညှိနှိုင်းရတဲ့လမ်းကြောင်းတစ်ခုပါမိခွန်းတွေထိုင်ဖြည့်နေစရာမလိုပါဘူးကိုလုံးမဲ့ research ကို Professor တပေါ်ကြလို့ရှိရင်ဝင်ခွင့်ရနိုင်ဒါပေမဲ့ English ကောင်းသူတွေ research proposal ကောင်းသူတွေအတွက်ဒါ shortcut ဖြတ်လန်းတစ်ခုဖြစ်နိုင်ပါတယ်ကိုကပဲလန်းနဲ့တွားမလဲဒါကိုသိဖို့လိုအပ်ပါတယ်ပြန်ပြောမယ်ဆိုလို့ရှိရင်နံပါတ်1က Embassy Recommendation နဲ့နံပါတ်2 University Recommendation ဆိုပြီးတော့နှစ်ခုရှိပါတယ်နောက်တစ်ခုကတော့ time investment versus career value ဖြစ်ပါတယ်ဒါတော့ point အမျိုးအစားရွေးချယ်ခြင်းပါပဲ economics တရားအနေနဲ့ဒီကဏ္ဍ3ခုကို career investment shootout ကနေသုံးသပ်ပြခြင်းပါတယ်ဒီထဲမှာပါမလဲဆိုလို့ရှိရင် point အမျိုးအစားရွေးချယ်ခြင်းဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ undergrad လို့ခေါ်တဲ့တက္ကသိုလ်ဝင်ခွင့်ခက်ခုပုဆိုတဲ့ဟာဖြစ်ပါတယ် undergraduate တက္ကသိုလ်ဝင်ခွင့်မှာ9နှစ်ကြာတတ်ပါတယ်အချိန်အများဆုံးပေးရပါတယ်ဒါပေမဲ့လည်းဂျပန်စာရောဘာသာရပ်ပါအခြေခံကြဆုံးကနေလေ့လာသင်ယူရတဲ့အတွက်ပွဲရတဲ့အခါဂျပန် company တွေက native level လို့သတ်မှတ်ပြီးတမိုးထားလေးရှိပါတယ်ဂျပန်မှာအခြေချခြင်းသူတွေအတွက်တော့ဒါအကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်နောက်ဒုတိယတစ်ခုကတော့ specialized training လို့ခေါ်တဲ့စက်မှုလက်မှု sensu ဖြစ်ပါတယ်ဒါလူတွေကတော့အထင်သေးတတ်ကြပါတယ်ဒါပေမဲ့ဂျပန်လောက်ကင်ဈေးကွက် job market မှာဆိုလို့ရှိရင်တော့ practical skill အရှိဆုံးမလို့အလုပ်ရအလွယ်ဆုံး category ဖြစ်ပါတယ်ဥပမာ animation IT tourism စတဲ့ပညာရပ်တွေအတွက် high demand ရှိပါတယ်နောက်ဆုံးတစ်ခုကတော့ research student ဖြစ်ပါတယ်ဒီ research student ဆိုတာကတော့ specialist လမ်းကြောင်းပါကို့မှာလုပ်ငန်းခွင်အတွေ့အကြုံဒါမှမဟုတ် master ပွဲတစ်ခုရှိထားတယ်ဆိုလို့ရှိရင်ဒီလမ်းကြောင်းဟာကို့နဲ့ကိုက်ညီပါဘာဖြစ်လို့လဲဆိုလို့ရှိရင်ဂျပန်ရဲ့ advanced technology ကိုလေ့လာသင်ယူခွင့်ရပြီးတော့ global market အထိကိုထိုးဖောက်နိုင်လို့ပြောလို့ဆိုရင်တော့ research student ဆိုတာအကောင်းဆုံး program တစ်ခုလို့ပြောလို့ရပါတယ်ဘာလို့အကောင်းဆုံးလို့ပြောရလဲဆိုလို့ရှိရင် research student ဆိုပေမဲ့လည်းသူက PhD ဘာတကူပွဲအထိတက်ရောက်လို့ရတဲ့ program တစ်ခုဖြစ်ပါတယ်ဒါကြောင့်ဘယ်ဟာအကောင်းဆုံးလဲလို့တော့မမေးပါနဲ့ကိုယ့်ရဲ့ career ကိုကအဲ့ဒီပုံမူတည်ပြီးတော့ရွေးချယ်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကိုယ့်ရဲ့နိုင်ငံနဲ့သက်ဆိုင်တဲ့စာရွက်စာတမ်းတွေဖြစ်ပါတယ်ဒီအပိုင်းကိုအရေးကြီးဆုံးအပိုင်းလို့ပြောလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်မြန်မာကျောင်းသားတွေအမှားအများဆုံး2ချက်ရှိပါတယ်။နံပါတ်1အချက်က original document ပါ။ embassy တန်ယုံကမူရင်း origin ကိုယူလိုက်ရင်ပြန်မပေးပါဘူး။ကို့မှာရှိတဲ့ပွဲလက်မှတ်အမှတ်စင်းတွေခုကလေးက notary public လို့ခေါ်တဲ့ဘာသာပြန်တစ်စိတ်3တွေထူပြီးတော့ certified copy လုပ်ထားဖို့လိုအပ်။ကျောင်းကပြန်ထုတ်ရလို့ရှိရင်အချိန်ကြာတတ်ပါတယ်။နောက်နံပါတ်2တစ်ခုကတော့ passport issue ပါ။အောင်မလုပ်မယ်လို့မတွေးပါနဲ့လက်ရှိ passport ရုံးရဲ့အခြေအနေအရဆိုလို့ရှိရင်ကြံ့ကြာမှုတွေ unexpected delay တွေရှိနိုင်ပါတယ် scholarship ရပြီးမှ passport မရှိလို့ chance တွေဆုံးရှုံးရတာမျိုးမဖြစ်ရအောင်အခုကတည်းကစတင်ပြီးတော့ကြိုတင်ပြင်ဆင်ထားပါလို့ပြောချင်ပါတယ်ဒါဟာ self စာတမ်းကိစ္စမဟုတ်ပါဘူး risk management ဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ပြောချင်တာကတော့ max ဆိုတာခီးရှည်တစ်ခုပါအခုမှစတာဖြစ်ပါတယ်ဒီနေ့ပြောခဲ့တဲ့ timeline တွေ checklist တွေကိုမေ့မတော့ max strategy roadmap pdf ကိုအောက်က link မှာ download ရယူထားလိုက်ဖုန်းထဲမှာတင်ထားပြီးတော့အချိန်မြေပြန်ကြည့်လို့ရအောင်နောက်တစ်ပတ် episode 2မှာတော့ max ရဲ့အဆုံးဖြတ်ဖြစ်တဲ့ research proposal ရေးနည်းကိုတည်တံ့တင်ပြပေးမှာဖြစ်ပါတယ်စနစ်တကျပြင်ဆင်ပါကျွန်တော်ဒေါက်တာဆိုင်ပါ